ကဲအခုဆိုရင်တော့ပွဲချိန်စက္ကန့်90ရဲ့ star 90ရဲ့မောင်ဆန်ရဲ့ funny 3/1နဲ့ရှေ့ဆွဲနောက်ဆွဲအလှပလေးမြင်နေရတယ်ခင်ဗျာရန်လှတယ်ဝီနေပါတယ်မောင်တန်းကေကတော့တာတယ်ပတယ်ဆန်တဲ့နေရာမှာတက်အောင်ကေးပြီးလိုက်အဲ့ချိန်မှာမောင်ဆန်ဝင်လာတဲ့ကျိုးနဲ့မျက်နှာတစ်ချက်ပြစ်တယ်လွဲသွားတယ်ခင်ဗျာရတယ်သူ့ရဲ့ decision making တော့လုံးဝပြတ်သားတယ်ဘတ်တယ်ကိုထားခဲ့ပြီးသူ blue bag ကိုသွားစားမယ်ဒါတော့နေအောင်တစ်ခါခွတုံးနေသေးတယ်ဟုတ်သေးပါဘူးကွာမင်းဟာလေ enemy blue bag စားပြီးဆိုတော့သူကျွန်တော်ရဲ့ red bag ကျွန်တော် red bag စားပြီးကျွန်တော် blue bag ကျွန်တော် blue bag စားပြီး enemy ရဲ့ blue bag ဒါပဲသူ့ရဲ့ decision making လုံးဝရှင်းလေးပဲဘော်လမ်းမှာဆိုရင်လည်းမောင်တန်းကင်းနဲ့တိုင်ရွေးဘတ်တယ်လေးကတကယ်ကိုကုံမိသွားခဲ့ခင်ဗျာသူ့မောင်ဆန် blue bag red bag အစုံလေးနဲ့ဘယ်ဘက်ကိုဝင်သွားတဲ့အချိန်မှာကူရှန်ညာဘက်ဝင်သွားတော့ဘတ်တယ်ကတော့စောစောစီးပဲပြီးသွားခဲ့ပါခင်ဗျာ enemy ဘက်ကတိုင်ရက်ကွာ maxman နဲ့ပေါင်းပြီးငါ့ကိုလာကေးရတယ်အဲ့လောက်တော့မလွယ်ဘူးလေကွာရေးနှွက်ခဲချမှလွဲလေဦးမယ်ထုံးစံတိုင်းပဲပေါ့မောင်ဆန်ကတော့ရှော့ပြန်ပြီအခုဆိုရင်တော့တာတယ်ဘက်တယ်မှာတန့်တဲ့မင်းနဲ့လုံးဝလုံးထွေးပြီးတော့ဘက်တယ်အပြင်းထန်ဖြစ်ပွားနေချိန်မှာမောင်ဆန်ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာရှပြီးတော့ enemy blue bag ကိုသွားစားနေပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်လို့နော် enemy blue bag စားပြီးတော့ကျွန်တော်တို့ရဲ့ blue bag ပေါ့ဗျာအဲ့ချိန်မှာ funny ရဲ့ scale 2ကလုံးဝသုံးစားမရမဲ့တူတူဆိုပြီး wall နဲ့ spam ပြီးတော့ blue bag စားပေးလိုက်ပါတယ် enemy လည်းရောက်လာရော short ရောကျေးဇူးတင်ပါတယ်နော်မောင်ဆန်ရေအဲ့ချိန်မှာပဲမောင်တန်းကေ scale 2နဲ့ cancel မဲ့ဖောက်လိုက်တဲ့ enemy maximum ပေါက်သွားခဲ့ပါတယ်ခင်ဗျာဒီနေရာမှာဆိုရင်ဘက်တယ်ရဲ့အရေးရောင်နေမြင်နေရလို့ enemy ရဲ့ hyper နဲ့ EHP ကိုအသာရလေးဖြတ်ပေးလိုက်တယ်ကေးမရောက်ဆိုရင်ကျွန်တော် damage ပိုများရင်နော်ဘတ်တယ်လိုင်းထွေးနဲ့ကြံခဲ့တဲ့ maximum မောင်ဆန် 3k ပဲနဲ့ဝီနဲ့အလှအိုးဆွဲပြလိုက်ပါတယ်မောင်ဆန်ရှော့သွားပါတယ်အခုဆိုရင်မြေပေါ်မှာမောင်ဆန်ကြည့်ပါ blue bag စားနေပါတယ် blue bag စားပြီးအလဲတာဝါဝင်ထိန်ဖို့ပြောလိုက်တဲ့အချိန်မှာလုံးဝမထိန်မဲနဲ့ record ခေါ်ဖို့ပဲရွေးချယ်သွားခဲ့ပါတယ်အခုဆိုတော့မောင်ဆန် blue bag အပြည့်သွင်းဝီအိုးမိုက်ဟေးလုံးကြုံနဲ့ဘေးဆဲကိုပြန်ရောက်လာခဲ့ခင်ဗျာရန်ကောင်းတဲ့ funny လေးပါခင်ဗျအခုဆိုရင်ဂရီတာတန်ရွတ် edit နဲ့ကေးလိုက်တဲ့အချိန်မှာမောင်ဆန်ပြေးဝင်သွားတယ်ခင်ဗျာလုံးဝပြန်မထွက်လာနိုင်တော့ပါဘူးခင်ဗျာမောင်ဆန်လည်းတော့စိတ်မကောင်းပါဘူးခုဆိုရင် blue bag စားတယ်ထုံးစံတိုင်းပဲ blue bag စားပြီးတော့ record ခေါ်ပြီးအိမ်ပြန်ပါတယ်ဘယ်တက်စားတဲ့နေရာမှာ mountain k အိုးစောစီးအောင်ကြီး maximum တော့အဘက်က maximum တော့တော်သေးပါတယ်ကျွန်တော်တီးပြီးတာခုဆိုရင် mountain 3k နဲ့ဝင်သွားပြန်ပြီခင်ဗျာတန်ကြီးရဲ့အစားစပဲတွေကိုစားသုံးပေးနေရလဲဖြစ်ပါတယ်ခုဆိုရင်ဘယ်တက်ဆိုင်တော့မှမလို့မေးရနေပြီး position ယူလာတဲ့အချိန်မှာ mountain blue bag ကိုစားနေဟဲ့အောင်မင်းတို့ကောင်နေလာတာ blue bag စားပြီးမင်းတို့ spider မလို့ပြန်အိုးအော် rubber စားနေရတယ် rubber စားပြီးအကျွေကောက်ဝင်ကောက်တော့မှမင်းတို့ကောင်နေဘယ်တက်ကို easy လေးပဲစိုင်ထားလိုက်အိုးပြီးအော်ရောပြီး record ထောက်ပြီးပြန်သွားတယ်တဲ့ရောဖန်နီးရတကယ်အားကိုးရအောင်နော်မိုက်တယ်မင်းအခုဆိုရင်လည်းအပေါ်လမ်းမှာကျွန်းနေတဲ့အားလို့လေကျွန်တော်တို့ကတတင်းလုံးကဝိုင်းပြီးတော့4 bus 1တီးထုတ်ပေးလိုက်တယ်အားလို့ဘာမှကိုလှုပ်ရှင်မရဘူးအဲ့တော့ဖန်နီးရဲ့ blue bag စားဖို့ယူလူစုပါလုပ်နေသေးရဲ့အနီးနားမှာဖက်ရရှိလို့သူ့တီးသွားမှာဆိုလို့ကျေးဇူးတင်နေမောင်ဆန်ရေနောက်မြအခွင့်ခါကြုံရင်လည်းကျွန်တော်တို့အတူတူကစားချင်ပါသေးရဲ့နော်ဒီမဲ့ဖက်ရဝင်လုံးနဲ့ဆိုတော့ကျွန်တော်ရေခဲတုံးလေးခဲပေးထားရင်ပြီးလို့ရှိရင် immortal လေးဆွဲပြီးတော့အလှပါလေးဗဒယ်တဲ့နဲ့ရှောင်ထွက်ပြဒီလောက်လုံးပြနေတဲ့ပွဲကိုရှုံးသွားတာတဲ့နော်အလေလမ်းမှာဘက်တယ်ဖြစ်တဲ့အချိန်မှာလဲဖက်ရဝင်အုပ်တယ်ကျွန်တော်လည်းလေလာနဲ့ပေါင်းပြီးအသားရလေးပဲကေးပေးလိုက်တယ်လေလာကလည်းကောင်းတယ်လို့မထင်နဲ့နော်နှစ်ယောက်ပေါင်းခါ30လောက်တည်းဖန်ဒီနဲ့ပေါင်းလို့ရှင်အခုဆိုရင်တော့မောင်ဆန်းပွဲရဲ့အချိန်တွေကိုနားလည်ပြီးဘတ်မစားတော့မနဲ့ lane split မဲ့လမ်းစဉ်ကိုပဲသူရွေးလိုက်ပါတယ်ဒီနေရာမှာဆိုရင်ဘတ်စာပြီး record ခေါ်သွားပါတယ်ဒီနေရာမှာဆိုရင်ဘက်တယ်ကျွန်တော်လည်းအားလုံးလေးအဲ့ဒီမိနစ်ခွဲလိုက်တဲ့အချိန်မှာတတုံးတော်မရောတော့ပါဘူးရော့မလားဒီကောင်နေအကုန်လုံးအတီနာရှိပါလေအမဲမောင်ဆန်း lane split နဲ့